The inner outer life and world transformation ကိုယ့်ရဲ့ဘဝနဲ့ငွေကြေးမှာဘယ်လိုမျိုးကိုက identity ပုံစံမျိုးတည်ဆောက်ထားမှာလဲကိုယ့်ရဲ့ရင်ထဲမှာရှိနေတဲ့စိတ်ကူးပုံဖော်ပုံအတွေးတွေခံယူချက်တွေဘယ်ရာတွေကိုထပ်တလဲလုပ်နေမိတာလဲဆိုတဲ့ pattern တွေဒီရာတွေအကုန်လုံးကကိုယ့်ဘဝတွေကဘဝပုံစံတွေငွေကြီးချမ်းသာမှုတွေကိုလာပြီးတော့ပုံပေါ်နေတာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီနေ့မှာကိုယ့်ရဲ့အုံနောက်ထဲမှာရှိနေတဲ့ neuro တွေကရော psychology ဘိုင်းဆိုင်ရာ neuro linguistic programming ပေါ်အခြေခံပြီးတော့ဘယ်လိုမျိုးပြုပြင်ပြောင်းလဲလို့ရမလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပြောင်းလဲပြချင်ပါတယ်။ဒီ master class ကိုဖန်ဆင်းပေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒီ master class မှာကိုယ်အနေနဲ့ကိုယ့်ဘဝထဲမှာခါလေးဘလို့အကြောင်းအရာတွေကဘဝနဲ့ငွေကြေးမှာအကြောင်းအရာတစ်ခုကထပ်တလဲလဲpattern တစ်ခုအနေနဲ့ repeatedly ပုံပေါ်နေတဲ့အနေအထားတွေကဘာကြောင့်ဖြစ်တာလဲဆိုတဲ့ဟာကိုပုံပြီးတော့နားလည်သွားမယ်။ကိုယ်မှာရှိနေတဲ့ identity ကိုကဘလို့လူလဲဆိုတဲ့ identity ကအနေထားကိုကဝင်ငွေကိုဘလို့ရှာမှာလဲ။ဝင်ငွေတွေကိုဘယ်လိုဖန်တီးနေတာလဲငွေကြေးနဲ့ဘဝမှာဘယ်လိုဆုံးဖြတ်ချက်တွေချနေတာလဲဘယ်လို lifestyle ဘဝအနေအထားမျိုးကိုရက်တည်နေတာတော့ဆိုတဲ့အရာကိုဦးတည်နေတယ်ဆိုတာကိုသိလာရမယ်ကိုယ့်ရင်ထဲမှာရှိနေတဲ့ inner framework တစ်ခုကိုရှင်းရှင်းလင်းလင်းပုံပေါ်နိုင်လာတယ်ရှာဖွေနိုင်လာတဲ့အခါမှာဘဝနဲ့ငွေကြေးမှာကိုဖြစ်ချင်တဲ့ပုံစံတိုင်းအလိုင်းနေတဲ့အနေအထားမျိုးကိုဖန်ဆင်းလာနိုင်လိမ့်မယ်ဒီတော့ကိုယ့်အနေနဲ့ဒါကိုယ့်ရဲ့ကိုချင်းနဲ့နေထားမျိုးပုံစံမျိုး level တစ်ခုအနေနဲ့ experience ဖြစ်အောင်ဒါမျှဝေပေးခြင်းဖြစ်တယ်အပေါ်ယံလေးဒီလိုလေးလုပ်လိုက်ပါဆိုပြီးတော့အကြံဉာဏ်ပေးတာမဟုတ်ပါဘူးဒါကြောင့်မို့လို့ tips တွေပြောတာမျိုးအဓိကမဟုတ်ဘူးကိုယ့်ရဲ့ရင်တွေက inner transformation အနေနဲ့ဖြစ်ပြီးတော့အပြင်မှာ result တွေ changes တွေဖြစ်လာနိုင်စေဖို့ဖြစ်ပါတယ်အားလုံးပဲသတိထားမိကြမယ်ထင်ပါတယ်ကိုဘာလုပ်ရမှာလဲဆိုတာကိုတော့သိတယ်ဒါပေမဲ့လုပ်တဲ့အခါလည်းလုပ်တယ်အမြဲတမ်း consistently ပုံမှန်မလုပ်မိတဲ့အနေအထားမျိုးတွေလည်းရှိတတ်ကြတယ် Okay life goal တွေ money goal တွေရည်ရွယ်ချက်ပန်းနိုင်တွေ setting လုပ်ကြတယ်ဒါပေမဲ့တစ်ခါလေကြာတော့စိတ်ထဲမှာဘာကကိုယ့်ကိုဆွဲလို့ဆွဲထားမှန်းမသိဆွဲနေတဲ့အနေအထားမျိုးတွေလည်းခံစားရတတ်တယ်ကြွယ်ဝချမ်းသာခြင်းဝင်ငွေတွေဖန်တီးခြင်းတွေဝါကိုဖန်ဆင်းခြင်းတွေဒါပေမဲ့ကိုယ့်ရင်ထဲမှာစိတ်ပိုင်းတစ်ခုကစိတ်မလုံးကြုံသလိုလိုဒီထက်ပိုပြီးကြွယ်ဝချမ်းသာလာရင်ဘာတွေများဖြစ်မလဲဆိုပြီးတော့စိုးရိမ်ပူပန်နေတာတွေဒီတစ်ခုခုကကိုယ့်ရင်ထဲမှာခံစားနေရတယ်ရှိတတ်တယ်တကယ်တော့ဒီဟာကကိုယ့်မှာလုပ်ဖို့အတွက် motivation လိုနေတာမဟုတ်ဘဲနဲ့ကိုယ့်ရင်ထဲမှာရှိနေတဲ့ inner pattern ကဘာများအဆင်မပြေတာလေးတွေရှိနေလဲဆိုတော့ကိုယ့်အနေနဲ့ကအဓိကကြည့်ရမှာဖြစ်တယ် life နဲ့ work ကတကယ်တော့ separate သက်ဆိုင်တဲ့အရာမဟုတ်ဘူးဒီနှစ်ခုကအမြဲတမ်းချိဆက်နေတယ်သက်ဆိုင်နေတယ် life မှာပဲဖြစ်ပါစေ work မှာပဲဖြစ်ပါစေအကုန်လုံးက belief ယုံကြည်ချက်တွေကဘယ်လိုရှိတာလဲ emotional pattern ခံစားချက်တွေကကောဘယ်လိုမျိုးပုံစံရှိနေတာလဲကိုကဘယ်လိုလူလဲဆိုတဲ့ identity ကိုယ့်ရဲ့အုံနောက်ထဲကိုယ့်ရဲ့ခန္ဓာကိုယ်တွေက nervous system တွေရဲ့တုံ့ပြန်ဖို့ response ဒါတွေအကုန်လုံးကဘဝနဲ့သက်ဆိုင်တဲ့အရာပဲဖြစ်စေငွေကြေးချမ်းသာမှုနဲ့သက်ဆိုင်တဲ့အရာဖြစ်စေဒီဟာတွေအကုန်လုံးကအတူတူထပ်တူနေတဲ့ပုံစံမျိုးပေါ်လာနေတတ်တယ်ဒါကြောင့်ကိုယ့်ရင်ထဲမှာရှိနေတဲ့ inner system ကိုကပြောင်းလဲနိုင်နေဆိုရင်အပြင်ဘဝမှာလည်းရလတ်မှုတွေငွေကြေးဖန်တီးတာတွေကအလိုလိုသူ့အနေနဲ့ပုံပေါ်လာနိုင်တယ်လူတွေကပြောင်းလဲဖို့ change လုပ်ဖို့အတွက်အများခက်ခဲကြတယ်တကယ်တော့ဘာကြောင့် change လုပ်ဖို့ပြောင်းလဲဖို့ခက်ခဲတာလဲဆိုရင်လူတွေကအပြင်ဘက် behavior level မှာပဲအပြင်ဘက်ကဘလို့ပြုမှုမယ်နေထိုင်မယ်ဆိုတဲ့အနေအထားကိုပြောင်းဖို့စဉ်းစားတယ်အလုပ်တွေစူးစမ်းလုပ်မယ်ပတ်စံတွေအများကြီးရှာပြီးတော့ပတ်စံတွေစုမယ်ဝင်ငွေတွေဖန်တီးမယ်ကိုစီကံနေချပြီးတော့ကိုတွန်းတင်ပြီးတော့ဒါအားတွေထည့်မယ်เนาะ
habit တွေကျင့်လို့ယူတာတွေကို habit တွေဘယ်လိုပြောင်းမှာလဲဒါတွေကိုအဓိကလူတွေကအာရုံစိုက်မိတတ်ကြတယ်ဒါတွေလည်းလိုအပ်ပါတယ်သို့တော့ဒါတွေကနောက်ဆုံးမှလုပ်ရမယ်အလွှာလေးတွေဖြစ်နေပြီးတော့တကယ်တမ်းစလုပ်ရမှာကကိုယ့်ရင်ထဲမှာ insight မှာဘာတွေဖြစ်နေတာလဲဆိုတော့ကြည့်ပြီးတော့ပြောင်းလိုက်ခါမှအပြင်ဘက်မှာပြောင်းရတဲ့အရာတွေကလည်းပို့ပြီးတော့ဖြစ်မြောက်လာတယ်လက်ကိုလာတယ်ပြီးတော့ inner outer life and work ကို transform လုပ်ချင်တယ်ပြောင်းလဲချင်တယ်ဆိုရင်ဒီလိုမျိုး phrase လေးတွေအစစ်လေးတွေ၅ခုအနေနဲ့ framework လေးတစ်ခုရှိတယ်ဒါကကိုယ့်ရဲ့ inner journey လေးထဲမှာဘယ်လိုအစိတ်ပိုင်းလေးတွေရှိရတော့အရင်ဆုံး awareness နေနဲ့ဘာတွေဖြစ်နေတာလဲဆိုတာကိုသိရမယ် distraction နေနဲ့ဘာတွေကိုမကောင်းတဲ့အရာတွေကိုဘယ်လိုပြုပြင်လိုက်မှာလဲဆိုတာကိုသိရမယ် reprogramming ဘယ်လိုပုံစံပြန်သွင်းမှာလဲ embodiment ဒါကိုကိုယ့်ရဲ့တကယ်ပုံစံတိုင်းနေမှာလားနောက် expression ဒီချက်မကကိုဘယ်လိုထပ်တိုးချဲ့မှာလဲဒီအရာတွေပေါ်မူတည်တော့မှပြောင်းလဲခြင်းတွေကလက်တွေ့မှာတကယ်ပေါ်လာပြီးတော့ရှည်ရှည်တည်တတ်နိုင်မှာဖြစ်တယ်ဒီတော့ phrase 1အနေနဲ့က awareness ကိုသိရမယ်ကိုယ့်ရင်ထဲမှာရှိနေတဲ့ဘဝမှာပုံပေါ်နေတဲ့ငွေချင်းနဲ့သက်ဆိုင်နေတဲ့တေချာမမြင်ရနိုင်တဲ့အထက်ခါဖြစ်နေတဲ့ပတ်တန်းတွေကဘာတွေရှိတာလဲကိုကပြောင်းလဲခြင်းတယ်လို့ပြောတဲ့အခါမှာတခုခုကိုမပြောင်းလဲခင်မှာဘာဖြစ်နေတာလဲဆိုတာကိုအနေနဲ့ရှင်းရှင်းလင်းလင်းအရင်မြင်ရမယ်တိမှဒါမှဘာကိုပြောင်းလဲမှာလဲဆိုတာကိုကသိမယ်ဒီတော့ awareness ရှိရမယ်ဘဝမှာဒီတစ်ခုခုကိုပဲခဏပုံစံပတ်တန်းလိုမျိုး repeat ဖြစ်နေတဲ့အရာတွေကဘာတွေရှိသလဲဝေချင်းနဲ့ပတ်သက်လာရင်ရောကိုယ့်ရဲ့ emotional ခံစားချက် reaction တွေကဘယ်လိုပုံစံတွေရှိတာလဲကိုရှင်ထဲမှာတယောက်တည်းပြောနေတဲ့ self talk တွေဒါဆိုရင်ကောင်းတယ်ဒါဆိုရင်မကောင်းဘူးဒါကဘယ်လိုဖြစ်မယ်ဆိုပြီးတော့ပြောနေမိတာတွေရှိသလားကိုကဘယ်လိုလို့ဆိုကိုကသဘောကောင်းတဲ့လူဖြစ်ချင်တာလားမှန်တဲ့လူဖြစ်ချင်တာလား view side ပေးတဲ့သူဖြစ်ချင်တာလားဘလို့အနေထားမျိုးကိုကနေမိတာလဲကိုယ့်ရဲ့ဘဝမှာပတ်သက်ပြီးဘလို့ rules နေရာတွေကိုယူနေမိတာလဲဒါတွေကိုကိုယ့်အနေနဲ့အရင်ဆုံးကြည့်ရမယ် awareness ကြည့်ရမယ် fix လုပ်ရမယ်လို့မပြောဘူးဒါဘသူဆိုတာကိုပြစ်တင်ဖို့ဝေဖန်နေဖို့လည်းမဟုတ်ဘူး just noticeသိဖို့ပဲအရေးကြီးတာဒီ stage မှာအရင်သိဖို့ပဲကိုဘာဖြစ်နေတာလဲဆိုတာကိုသိဖို့ပဲအရေးကြီးတယ် okay awareness ကနေမှကိုယ့်အနေနဲ့ awareness တွေတိုးလာပြီဆိုရင်အော်ငါဒါဖြစ်နေပါလားဒါသိနေပါလားဆိုတာကိုသိလိုက်ပြီဆိုရင်ကိုအပြစ်တင်နေတဲ့ self blame တွေကနည်းလာတယ်။ငါဘာဖြစ်နေတာလဲဆိုတော့သိသွားတယ်။ဘာဖြစ်ချင်တာလဲဆိုတော့သိသွားတဲ့အခါမှာရှင်းရှင်းလင်းလင်း clarity ကပိုတိုးလာတယ်။ဒါတော့ကိုကဘာဖြစ်ချင်တာလဲ။ဘာကိုရွေးချယ်မှာလဲ။ရွေးချယ်စရာဘာရှိသလဲဆိုတော့ choice တွေကလည်းဖြစ်နိုင်ခြေတွေဖြစ်လာတယ်။ကိုဘာကိုပြောင်းလဲလို့ပြောင်းလဲရမယ်တော့မသိစိတ်ထဲမှာရှိနေတဲ့ unconscious ဖြစ်နေတဲ့ဟာကိုသွားပြီးတော့ပြောင်းလဲဖို့ခက်တယ်ဒီတော့ဘာကြောင့်ဘာကိုဖြစ်နေတာတော့ဘာကိုပြောင်းလဲချင်တာတော့ဆိုတဲ့အရာကို awareness နဲ့အရင်ဆုံးစရတယ် awareness ဖြစ်လာပြီဘာတွေဖြစ်နေတာလဲဆိုတော့ကိုကသိပြီဆိုရင်ကိုကဒီဟာကိုလိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့ disturb လုပ်ရတယ်ဖြတ်စီရတယ်ကိုအနေနဲ့ရင်တော့ရှိနေတဲ့အဟောင်း emotional အဟောင်းနေခံစားချက်တွေ repeat ထက်နေတဲ့ဓာတ်တွေကိုကိုအနေနဲ့ကဘေးရတွေကိုပုံစံပြောင်းပြီးဖြည့်ဆည်းဖြစ်နိုင်ပါလဲဖြည့်ဆည်းတယ်လို့ပြောလိုက်တဲ့အခါမှာဒီဟာကတောက်လျှောက်နှစ်ရှည်လာများဖြစ်လာခဲ့တဲ့အရာတွေချက်ချင်းတော့ဖြည့်ဆည်းလို့ရတာမျိုးတော့ခံမယ်ဖြည့်ဆည်းတယ်လို့ပြောလိုက်တဲ့အခါထက်ဒီလိုပုံစံဖြစ်လာပြီဆိုရင်ဒီအတိုင်းကိုစတွေးမသွားဘဲနဲ့ဒီ pattern တိုင်းစမသွားဘဲနဲ့နောက်တစ်ခုပြောင်းတော့အောင်ဂျားထဲကနေဘယ်လိုဖြတ်ဝင်လိုက်မှာလဲဆိုတဲ့အနေအားကိုအဓိကကြည့်ရမယ်ဒါဆိုရင်ကို့မှာဘယ်လို pattern တွေရှိနေတာလဲဆိုတာကိုသတိထားကြည့်လိုက်ပြီးမြင်လိုက်တာနဲ့ချက်ချင်းငါမှတော့ဒီလို pattern တွေပေါ်လာနေပြီဘဲလို့တွေ့ချင်းသိလိုက်ချင်းမှာကိုတခြားပုံစံတစ်ခုကိုကချက်ချင်းပြောင်းမှဒီ pattern ကိုဖြတ်လိုက်တော့မှနောက်တစ်ခုကိုပြောင်းမှဖြစ်ရဒါကြောင့် awareness ပြီးရင်ဒီ pattern တွေကိုကိုယ်နေက disturb လုပ်ပြရမယ်
ကိုယ့်ကိုလူတွေအများစုကိုအနောက်ကနေဘာတွေကဆွဲထားတာတော့ရောက်တဲ့တလောက်နေရအောင်မရောက်တာဖြစ်ချင်တဲ့ဘဝကိုမရောက်တာအောင်မြင်တဲ့လောက်မအောင်မြင်တာငွေကြေးတွေမဖန်ဆင်းနိုင်တာဒါတွေဖြစ်နေတဲ့အကြောင်းရင်းကကိုယ့်ကိုဘာတွေကဆွဲထားတာလဲဆိုရင် fear of responsibility တာဝန်ယူရမှာကြောက်တယ်ကိုဘွားကြီးကဒီချက်မကပိုကောင်းလာမယ်ဆိုရင်ဘာတွေကိုတာဝန်ယူရမှာလဲဆိုတော့တာဝန်ယူရမှာရှိတယ်ဝင်ငွေတွေဖန်တီးတယ်ဆိုတဲ့အခါမှာလဲဝင်ငွေလမ်းကြောင်းနဲ့ဖန်တီးတဲ့အလုပ်တွေလုပ်ပြီးဆိုရင်အလုပ်လုပ်ပြီးဆိုတော့တာဝန်ယူမှုတွေဆိုတာရှိတယ်ပတ်စံနေရလာရင်ပတ်စံနေကိုက manage လုပ်ရမယ်ဆိုတာရှိတယ်ကိုကဒီလိုလူပါလို့ပြောင်းလဲလိုက်မယ်ဆိုရင်ဒီလူရဲ့ပုံစံတိုင်းတာဝန်အနေထားတိုင်းကိုကနေရတယ်တာဝန်ယူရမှာတွေကိုပြန်ကိုကကြောက်နေတာလား Now fear of success အောင်မြင်မှုကိုကြောက်တာအောင်မြင်သွားပြီဆိုရင်လူတွေကဘာပြောမှာလဲငါအောင်မြင်သွားပြီဆိုရင်ငါအနာကသူတွေကကြံခဲ့မှာလားအောင်မြင်မယ်ဆိုတာကိုကြောက်နေမိသလားဆိုတာကိုစဉ်းစားကြည့်စေချင်တယ်ကိုကဒီတိုင်းလေးပဲနေစိတ်ဖြစ်နေတယ် comfort ဖြစ်နေတယ်ဒီမှာကိုကသွားပြီးတော့စိတ်ခံစားချက်က emotional attachment ဖြစ်နေတာလားဒီချက်မကကိုကပြောင်းလဲမယ်ဆိုရင်မသိနိုင်တာတွေအပြောင်းလဲတွေလိုအပ်ချက်တွေဖြစ်လာမှာလားဒါကိုကြောက်တဲ့အတွက်လက်ရှိရှိနေတဲ့ဒီစိတ်ဖြစ်နေတဲ့အနေအထားလေးမှာပဲကိုကစိတ်ခံစားအချက်ရသွားပြီးတော့ attachment ဖြစ်နေတာလားဒါမှမဟုတ်ရင်ထဲမှာကိုယ့်ရဲ့ inner growth နဲ့ outer mental growth နဲ့ကို conflict ဖြစ်နေတာလားရင်ထဲက growth ကိုပြောင်းဖို့အတွက်လက်ခံနိုင်ပါလားအပြင်မှာရှိနေတဲ့ငွေချင်းနဲ့ပတ်သက်ပြီး growth ကိုရောဘယ်လိုမျိုးဒီနှစ်ခုက conflict ဖြစ်နေတာလဲပတ်စံနေတော့ကိုကပိုပြီးများလာခြင်းနဲ့ပိုကောင်းတဲ့ဘဝကိုလိုချင်တယ်လို့ပြောတော့လေရင်ထဲမှာကျတော့ inner growth ကမပြောင်းလဲပဲနေရင်လည်း outer growth ကဖြစ်လာမှာမဟုတ်ဘူးအကုန်လုံးကဖြစ်တဲ့ဖြစ်တိုက်တဲ့ဒါကတော့ဒီလိုဖြစ်တယ်ဆိုတော့ logic တွေအချက်လက်ဟုတ်ဘူးဒါတွေအားလုံးကကိုယ့်ရဲ့ခေါင်းထဲမှာတွေးနေတဲ့ဒီ nervous system တွေပဲဖြစ်တယ်ကိုယ့်ရဲ့ nervous system ထဲမှာတို့ကရှိနေတာဒါတွေကြောင့်ကိုယ့်အနေနဲ့ emotion တွေဖြစ်လာပြီဆိုရင်လွတ်ချရတယ် release လုပ်ရတယ်ခေါင်းထဲမှာတွေးနေတဲ့အရာတွေကို space လေးတွေပေးရတယ်စိတ်တွေရှုပ်ထွေးနေတဲ့ပူပန်နေတယ်ဆိုရင်လည်းညင်ညင်စစ်စစ်လေး calm down ဖြစ်အောင်လုပ်ရတယ်ဒါဆိုရင်ကိုကတခုခုဖြတ်လိုက်တာနဲ့ဒီလိုတန်းတွေးတယ်တခုခုဖြတ်လိုက်တာနဲ့ဒီလို react လုပ်လိုက်တယ်ဆိုတော့ reaction auto ပြုတ်နေမိတဲ့ reaction တွေကနေကိုလွတ်လပ်သွားအောင်ကိုယ့်အနေနဲ့ပုံစံလေးတွေပြောင်းရတယ်ဒါကြောင့်ဒါကိုယ့်အချိန်မှာကိုကဒါတွေကိုလှုပ်ချလိုက်တော့မယ်ဆိုရင်ကိုယ့်အနေနဲ့ဘယ်လိုအရာ pressure ကိုမကောင်းတဲ့အရာတွေဖြစ်နေတာလဲဘာတွေကိုကိုကပြောင်းမှာလဲဘာတွေကိုကိုကပြုပြင်မှာလဲဆိုတာကိုအနေနဲ့သိရမယ်စပြီးတော့ပြောင်းလဲရ Okay ဝင်ဖြတ်လိုက်ပြီးဆိုရင်အသစ်ပြန်လုပ် reprogram လုပ်ရမယ်တခုခု application တွေဆိုရင်လည်း uninstall လုပ်လိုက်ပြီးဒီ application ကို delete လိုက်ပြီးနောက်ထပ် application တစ်ခု install လုပ်မယ်အုံနောက်ထဲမှာလည်းကိုယ့်ကို reprogram တစ်ခုလုပ်ကိုယ့်ရဲ့ new identity ကိုကိုယ်က produce install လုပ်မယ်ကိုယ့်ရဲ့ရှင်ထဲမှာရှိနေတဲ့ inner operation system တွေကိုကိုယ်အနေနဲ့ပြန်ပြီးတော့ reprogram လုပ်ကြမယ် Okay မကောင်းတဲ့ဟာတွေကိုကိုကရှင်းလိုက်ပြီး clear လုပ်လိုက်ပြီးဆိုရင်တခုခုတော့ကိုကပြန်ပြီးတော့တည်ဆောက်ရမယ်ကိုယ့်ရဲ့ identity ကိုပြန်ကြည့်မယ်ဘာလုပ်ရမှာလဲ What do I need to do ဘာလုပ်ရမှာလဲဆိုတော့အဓိကစဉ်းစားမှာမဟုတ်ဘူး Who must I become ဘယ်လိုလူဖြစ်လာရမှာလဲဘယ်လို identity မျိုး identity ဘယ်လိုငါဆိုတာဘယ်လို identity မျိုးဘဝမှာကိုကကိုင်ဆောင်ထားချင်တာလဲဒီလို level ဒီလိုပုံစံကိုရောက်လာဖို့အတွက်ကိုယ့်အနေနဲ့ဘယ်လိုမျိုး belief တွေရှိနေရမှာလဲဒါကိုကိုယ့်အနေနဲ့တခြားသိရမယ်ဒီဟာကိုသိပြီးတော့မှကိုယ့်ကိုပို့ပြီးတော့ reprogram လုပ်ရမှာဒီ phrase တစ်ခုရောက်တဲ့အခါမှာကိုယ့်အနေနဲ့ကိုကဘယ်လိုလုပ်ဖြစ်ချင်တာလဲဆိုတော့ self image ပုံစံအသစ်တွေဖြစ်လာမယ်ငွေချင်းနဲ့ပတ်သက်ပြီးအရင်ကတွေးနေတဲ့ပုံစံတွေမဟုတ်ဘူးပုံစံအသစ်တွေပြောင်းလာမယ်ကိုယ့်အနေနဲ့ကိုရှင်ထဲမှာလက်ခံခွင့်ပြုတဲ့ permission ပေးလိုက်တဲ့အနေအထားမျိုးကိုပြောင်းလဲရမယ်ကိုကအတင်း confident ရှိအောင်ယုံကြည်ချက်ရှိအောင်ဆိုပြီးတော့အတင်းလုပ်ယူတာမဟုတ်ဘူး
ငြိမ်ငြိမ်စိမ်စိမ်လေးကိုအေးအေးဆေးဆေးလေးနဲ့ confidence ရှိတာကိုတည်တဲ့ကိုယုံကြည်တဲ့ပုံစံပြောင်းနေတယ်ဆိုတဲ့အနေအထားကိုအနေနဲ့ reprogram လုပ်ရမယ်ပုံစံပြောင်းလာနောက်တစ်ဆင့်အနေနဲ့ပုံစံပြောင်းလာပြီဆိုတာတော့ဟုတ်ပြီငါဘယ်လိုပြောင်းမှာလဲ program သွင်းမှာလဲ okay ဒီ program တော့သွင်းလိုက်ပြီဒါပေမဲ့ဒီအတိုင်းကိုကတကယ် embody တကယ်လုံးယူနေမှာတယ်လိုအပ်တယ်ဒီနေ့မှာဖြစ်နေတဲ့အရာတွေကိုဒီနေ့မှာတော့ပြောင်းလိုက်တယ်လို့ဆိုအပြင် daily life မှာလည်းဒါတွေကိုလိုအပ်တယ်လို့ကိုကပြုလို့ပြောဆိုနေထိုင်ရတယ်မဟုတ်ဘူးဆိုရင်ခေါင်းထဲမှာသိတဲ့အရာတွေကသိလိုက်တာပဲအပြင်မှာတကယ်မလုပ်ရင်အကုန်လုံးကပြပြောက်သွားတတ်တယ်တကယ်တမ်းဒါကြောင့်လူတွေက information to transformation ခက်တယ်ဆိုတာက information မဲ့လူတွေကသိကြတာလေ့လာတယ်အုံနောက်ထဲမှာသိတယ်သိတယ်လို့ဖြစ်သွားတယ်တကယ်တမ်း embody မဖြစ်တော့အပြင်မှာပေါ်မလာဘူးရှင်ထဲမှာပြောင်းလဲမှုတွေဖြစ်လာပြီးမြဲအပြင် daily life မှာတကယ်တော့ grounded မဖြစ်ဘူးဆိုရင်ပြောင်းလဲမှု transform ဖြစ်ဖို့ဆိုတာဖြစ်လာမှာမဟုတ်ဘူးကိုယ့်ရဲ့ nervous system တွေမှာလည်းအုံနောက်နဲ့တွေးခေါ်ပုံတွေမှာလည်းလာပြီးတော့ regulate ပုံစံလှည့်ပတ်လာမှာမဟုတ်ဘူးအဲ့တော့အတင်းကို habit တွေကိုအတင်းလုပ်ယူလိုက်တာဖြစ်ပြီးတော့သူရဲ့သားတဲ့အလိုက်ဖြစ်နေတာမဟုတ်ဘူးဒါဆိုရင်ရရှိမြဲမှာမဟုတ်ဘူး embody ဖြစ်ချင်တဲ့တကယ်ကိုအနေနဲ့ embodiment အနေနဲ့ဇံဝင်ပြီးတခြားလေးဒီအတိုင်းနဲ့ကိုအနေနဲ့တဘာဝအတိုင်းမှာနေချင်တယ်ဖြစ်ခါမှဒါကိုကတဘာဝကိုအတင်းလုပ်ယူတာမဟုတ်ဘဲနဲ့ဒါကိုယ့်ရဲ့ပုံစံပဲဆိုပြီးတော့နေထိုင်တဲ့ပုံစံမျိုးဖြစ်လာမှာ reprogram လုပ်ပြီးတဲ့အခါမှာ embodiment လုပ်ဖို့လိုအပ်တယ်အဲ့တော့ embodiment ဆိုတာဘယ်လိုပုံစံမျိုးတော့အတင်းရုံရမယ်ဆိုပြီးတော့ discipline တွေချပင်ပန်းတာမျိုးမဟုတ်ဘူး calm အေးတတာလေးသူများပြောလို့လည်းမဟုတ်ဘူးဘသူပြောရမှကြောက်လို့လည်းမဟုတ်ဘူးကိုစီကံနဲ့ကိုနေတာငါကဒီလိုလူနေထားမျိုးမှာဖြစ်ချင်ဒီလိုပုံစံမျိုးဖြစ်ရတယ်ဆိုရင်ဒီလိုလူရဲ့ daily life routine နေတာဘယ်လိုမျိုးလဲဒီတိုင်းကိုကလိုက်နေမယ်တခုဆိုရင်ဘယ်အောင်ယူရမှာလဲဘယ်လိုလုပ်ရမလဲဆိုတော့ decision ချတဲ့အခါမှာအများကြီးစဉ်းစားပြီးတော့ overthinking လုပ်မနေတော့ဘဲနဲ့ဒါကမှန်ကန်တဲ့အရာဆိုပြီးတော့ကိုယ်အနေနဲ့ decision တွေကိုတင်ချနိုင်တယ်အတင်းလုပ်မယ်ဆိုပြီးတော့လူရောဆက်ရောပင်ပန်းပြီးဘန်းအောင်ဖြစ်သွားတာမျိုးတွေမဟုတ်ဘဲနဲ့ပုံမှန်လေး consistent ရှိကိုကလုပ်နိုင်တယ် consistent ရှိလုပ်တယ်ဆိုတဲ့အနေထားမှာ schedule ရအတိကျမဟုတ်ဘူးမနာတော့နဲ့ကိုနားစရာရှိတာနားမယ်လုပ်စရာရှိတာလုပ်သွားမယ်ဒါမျိုးဒါကကိုရင်နှမ်းမှရှိနေတယ် inner leadership ကဒီကဥပဒေသွားမှာဖြစ်တယ်နောက်ဆုံးစအနေနဲ့ expansion embody လုပ်ပြီးဒီတိုင်းပဲနေမှာလားမဟုတ်ဘူးဘဝမှာငွေချင်းနဲ့ပတ်သက်ပြီးတော့ပိုပြီးများလာအောင်တိုးပွားလာအောင်လုပ်ရမယ်ဒါနဲ့တူကိုပြောင်းဆုံးသွားလို့လည်းမရအောင် inner expansion ကိုအနေနဲ့ပိုပြီးချဲ့ဖို့အတွက်ကြာမှာလူတွေကတနေရာတစ်ခုကိုရောက်သွားပြီဆိုရင် block ဖြစ်သွားပြီးတော့ဆက်ချဲ့ဖို့နဲ့ခက်တတ်ကြတယ်ဆက်ချဲ့မဲ့အခါကျတော့ဖြစ်နိုင်ပါမလားဗာမြန်းဖြစ်မလဲဆိုတော့ကိုမလုံခြုံတဲ့စိတ်မျိုးတွေဖြစ်တယ်အခုတော့မှပင်ပန်းနေပြီဒီထက်ချဲ့လိုက်မယ်ဆိုရင်ပိုပင်ပန်းမှာပေါ့ဆိုပြီးတော့ကိုအလေးပလေးနေတဲ့ခန်းစားချက်တွေဖြစ်တယ်အခုတော့လုံးနေရတာတာဝန်တွေကများနေပြီဒီထက်ပိုပြီးလုပ်ရင်တော့လုံးနိုင်မှာမဟုတ်ဘူးဆိုတော့တာဝန်ယူပေးဟာတွေကိုကြိုပြီးတော့ကြောက်တယ်တကယ်တော့ကိုကဘဝမှာပိုကောင်းလာဖို့ဆိုရင် expand လုပ်နိုင်ဖို့အတွက်ကဒီကိုချဲ့နိုင်တယ်ဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုလက်ခံနိုင်ဖို့အတွက်ကိုမှာ capacity ရှိရတယ်အတင်းလုပ်ရမယ် pressure မဟုတ်ဘူးရတယ်ဒီချက်မကကိုရအောင်ချဲ့မယ်ဒါတွေကိုလက်ခံနိုင်တယ်ဆိုတော့ hold လုပ်နိုင်တယ်ကိုယ့်ရဲ့ capacity ရှိရတယ်ဒါမှကိုအနေနဲ့ expand ချဲ့ဖို့လိုအပ်တာအဲ့တော့ expand တကယ်ကိုကတင်ချချဲ့လာနိုင်ပြီဆိုရင်ဘလို့ပဲတိုးတက်ပြီးတော့အောင်မြင်လာတဲ့အခါဖြစ်ပါစေကိုစိတ်လုံခြုံရတယ် inner growth တွေလည်းသူ့တဘာဝရတိုးလာတယ်အောင်မြင်လေဆိုတဲ့အခါမှာလည်းပုံမှန်လေးကိုနေတဲ့ steady ကြအောင်မြင်လာတယ်ငွေကြေးချမ်းသာမှုတွေဖြစ်လာပြီဆိုရင်ဒီငွေကြေးချမ်းသာမှုနဲ့ကိုယ့်ရဲ့ဘဝကိုပုံဖော်ပြီးတော့လိုချင်တဲ့ပုံစံကိုဖန်တီးတယ်တော့ဒီဟာကိုမှတစ်ချိန်လုံးပြီးပတ်စံတွေတနေ့ကိုစဉ်းစားနေတဲ့အနေအထားမျိုးသုံးနေတာမျိုးဒါမျိုးမဟုတ်ဘူးပတ်စံလည်းချမ်းသာလာမယ်ဘဝလည်းပိုကောင်းတဲ့ဘဝကိုရှိမယ်ဖြည်းဖြည်းနဲ့ကိုယ့်အနေနဲ့ကအနာဂတ်အတွက် long term ကဘယ်လိုစဉ်းစားမှာလဲဘာဖြစ်ချင်တာလဲဆိုတော့ long term thinking တွေကိုလည်းကိုယ့်အနေနဲ့ expand လုပ်ပြီးတော့ချက်လာတယ်
ဒါကိုက sustainable wealth လို့ခေါ်ချမ်းသာလာတဲ့ပြန်ကြသွားတယ်မဟုတ်ဘူးချမ်းသာလာတဲ့ပိုချမ်းသာသွားမယ်ပိုအထိပ္ပယ်ရှိတဲ့ဘဝမှာတဖြည်းဖြည်းနဲ့မြင့်ပြီးတဖြည်းဖြည်းနဲ့ချဲ့သွားတာဖြစ်တယ်ဒီလို expansion ကလည်းလိုအပ်တယ်ဒါကြောင့်ဒီတော့ကိုယ့်အနေနဲ့စဉ်းစားကြည့်ရအောင်ကို self reflection လုပ်ကြည့်ပါဘဝနဲ့ငွေကြီးကဒါကိုယ့်ရဲ့ဒီကိုယ့်ရဲ့မှာဘယ်လို belief တွေရှိနေတာလဲဘယ်လို emotional pattern တွေရှိနေတာလဲကိုကဘယ်လို identity တွေရှိနေတာလဲဘယ်လို nervous system တွေနဲ့ response ဖြစ်နေတာလဲဆိုတဲ့ဟာကို reflect လုပ်ကြည့်ကိုယ့်ရဲ့ရင်ထဲမှာဘယ်လို inner system တွေကိုပြောင်းလဲရမှာလဲတရားတွေကိုပြောင်းလဲမယ်ဆိုရင်အပြင် result မှာလည်းသူ့အလိုလိုတဘာဝရပြောင်းလဲလာမှာဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့ဒါပြောခဲ့တဲ့တခြားမှာဘာတွေများဖြစ်နေသလဲဆိုတဲ့ဟာကို reflect လုပ်ကြည့်ပါဒီ framework ကိုအဓိကဆွဲလိုက်ခြင်းကဘာကြောင့်လဲဆိုရင်ဒါဒီ framework လေးကဒီ phrase ၅ခုလေးက long term အတွက်ကိုအနေနဲ့တကယ်ကောင်းပါတယ်ကိုယ့်ရဲ့ subconscious mind unconscious mind ကနေပို့တော့မှအလုံးလုံးနိုင်အောင်မသိစိတ်ကိုတော့မှအလုံးလုံးနိုင်ကိုယ်နေတဲ့ပုံစံပြောင်းနိုင်တယ်နော်ကိုယ့်ရဲ့ရှင်ထဲမှာရှိနေတဲ့ emotion တွေကိုလည်းကိုလက်ခံနိုင်တဲ့အဖြစ်မတင်တာမဟုတ်ဘူးကိုလက်ခံနိုင်တယ်ကိုယ့်ရဲ့ဘဝရဲ့ငွေကြီး identity အကုန်လုံးလည်းကိုယ်တွေကကိုက်ညီတဲ့အလိုက်ဖြစ်အောင်ကိုကနေနိုင်တယ်လူရောစိတ်ရောပင်ပန်းတာမျိုးတွေမဟုတ်ဘဲနဲ့ကိုအဖြစ်တင်နေတာကိုဆွဲချနေတာတွေမဟုတ်ဘဲနဲ့ပိုကောင်းတဲ့ဘဝမျိုးနေထိုင်အောင်လုပ်လာနိုင်တယ်ဒါကြောင့်ကိုအနေနဲ့က life and work မှာ inner creation ကိုအနေနဲ့ပြောင်းအောင်မှာဖြစ်ပါတယ်အဲ့တော့ဒီ framework ဒီလိုမျိုး framework ကိုဘယ်သူတွေအတွက်အဓိကလိုအပ်တယ်လဲဆိုရင်ဒီလို approach ကိုသုံးဖို့ဆိုတာကတကယ်လို့ကိုအနေနဲ့ကဘဝမှာပို့ပြီးတော့အတိတ်ပဲရှိတဲ့အောင်မြင်မှုတွေကြွယ်ဝချမ်းသာမှုတွေကိုရခြင်းနဲ့ကို motivate ဖြစ်အောင်အတင်းလုံးယူနေပဲတွန်းအားတွေလုပ်နေရတယ်ကိုပင်ပန်းနေမလို့ချင်တော့ဘူးဆိုတဲ့သူတွေကိုယ့်ရဲ့ရည်တဲ့ inner alignment ကိုယ့်ရဲ့ဘဝရဲ့တန်ဖိုးနဲ့တခြားလေး alignment ညီခြင်းတဲ့သူတွေဝိจิချမ်းသာမှုနာကိုရှာရင်းနဲ့ကိုပျောက်ဆုံးသွားတာမျိုးဖြစ်ချင်တဲ့သူတွေဒီလိုလူတွေအတွက်ကဒီ framework အနေနဲ့အရန်ကိုကျုပ်ဝင်ပါတယ်အဲ့တော့ okay transform ဖြစ်သွားပြီဆိုရင် next step မလုပ်မှလဲဒီနေ့ဒီ lesson လေးဒီ master class လေးကိုနားထောင်ပေးလိုက်တဲ့အခါမှာပြီးသွားပြီလားဘာဆက်လုပ်မှာတော့ဒီတော့ကိုယ့်အနေနဲ့က inner work ကိုပြစားဖို့အတွက်ဘယ်လိုမျိုးလမ်းကြောင်းတွေရှိမှာလဲ life and work alignment ဘယ်လိုလုပ်မှာလဲဒီလိုမျိုး group ကိုတခြားလေး sustainable ဖြစ်သွားဘာမျိုးလုပ်မှာလဲကိုယ့်ရဲ့ identity base ကိုဘယ်လို self coaching လုပ်မှာလဲဆိုတဲ့အနေအထားကဒီနောက်ဆက်သွားမယ်နောက် long term journey တွေဖြစ်ပါတယ်ဒီ journey တွေကိုကိုယ်အနေနဲ့ကြအောင်ဖန်တီးပါဒါကြောင့် true wealth ဆိုတာကကြွယ်ဝချမ်းသာခြင်းဆိုတာကကိုယ်အနေနဲ့ဘာတွေဘလောက်ရှာနိုင်နေတာလဲဘာတွေကြွယ်ဝချမ်းသာခြင်းပိုင်ဆိုင်မှုတွေရှိတာလဲဆိုတာမဟုတ်ပါဘူးဒီငွေကြေးကိုကြွယ်ဝချမ်းသာခြင်းကိုတိဆောက်နေရင်းနဲ့ဘဝကိုပုံဖော်နေရင်းနဲ့ who you become who I become ကိုဘယ်လိုဖြစ်လာတာလဲဆိုတာကအဓိကအရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာကိုယ့်ရဲ့ရင်ထဲမှာရှိနေတဲ့ inner ကိုယ့်ရဲ့ nervous system တွေကိုပြင်ဆင်မယ်ဒါဆိုရင်အောက်ထားမှာလည်း life and work မှာပိုကောင်းတဲ့ဘဝမျိုးပိုကောင်းတဲ့ကြွယ်ဝချမ်းသာခြင်းကိုကိုယ်အနေနဲ့ရရှိမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်